ရှေ့ဆက်ဖို့မဖြစ်နိုင်မှန်းသိတဲ့အခါတစ်ဖက်လူရဲ့ပြတ်သားတာကိုရပ်ဆောက်မနေပါနဲ့ကိုယ့်ဘက်ကနေအရင်ဦးဆုံးရဲရဲဝံ့ဝံ့နဲ့တတ္တိရှိရှိပြတ်သားပေးလိုက်ပါကိုမလိုအပ်တော့တဲ့လူရဲ့အနားမှာဘာကြောင့်အချိန်ကုန်ခံပြီးတော့များနာကျင်ခံပြီးတော့များနေဦးမှာလဲတကယ်လို့ကိုမလိုအပ်တော့တဲ့လူတယောက်ကိုချစ်နေမိသေးတယ်ဆိုရင်တောင်မှတိတ်ဆိတ်ချင်းဖြင့်ချစ်ပေးလိုက်ပါကိုယ့်ရဲ့ရှင်းပြမှုတွေကိုယ့်ရဲ့နဘူးနစာလုံးမှုတွေကသူ့အတွက်စိတ်အနှောက်အယှက်ဖြစ်ရုံမှတပါဘာမှထူးလာမှာမဟုတ်ဘူးကိုယ်အနားမှာမနေလိုတော့တဲ့လူတွေကိုလည်းပဲကိုကအတင်းကြီးဖက်တွယ်ထားတာမျိုးအတင်းကြီးဆွဲထားတာမျိုးသွားမလုံးမိပါစေနဲ့ကိုယ်အနားမှာမနေလိုတော့တဲ့လူကကိုတန်ဖိုးကိုမသိလို့ဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့ဒီတော့လူဆိုတာကကိုတန်ဖိုးကိုသိရတယ်ကိုတန်ဖိုးမထားတဲ့ရက်ဝန်းကနေထွက်ခွာလာနိုင်ဖို့တတ္တိတွေလည်းရှိရတယ်ကိုနဲ့စုံတွေ့ရတဲ့လူတိုင်းကလည်းကိုအတွက်ကြီးပဲလို့မထင်နဲ့တချို့အရာတွေကကိုနဲ့စုံစည်းလိုက်တိုင်းကိုအတွက်မဟုတ်ဘူးတချို့ကမျက်စိလည်းလမ်းမာပြီးတော့ရောက်လာခဲ့တာတချို့ကလမ်းကြုံခိတ္တခဏဝင်ပြီးတော့ခုန်နာသွားတာတချို့ကလည်းအမောဖြေုံတက်တက်ကိုနားကိုရောက်လာခဲ့တာကိုနဲ့စုံစည်းတိုင်းကိုအတွက်ကြီးပဲမဟုတ်ဘူးဒါကြောင့်ကိုနဲ့စုံစည်းခဲ့ပါရဲ့နဲ့ကိုအတွက်မဟုတ်မှန်းသိတဲ့အခါမှာလည်းပဲသူ့ကိုချစ်နေမိတယ်ဆိုရင်တော့စွန့်လွတ်ခြင်းနဲ့ချစ်ပေးလိုက်ပါဒါကသာလျှင်ကိုအတွက်အေးချမ်းပါလိမ့်မယ်လူဆိုတာကအလိုက်သိဖို့လိုတယ်ကိုမလိုအပ်တော့တဲ့လူတွေနားကနေသူတို့နေထုတ်တဲ့အထိစောင့်မနေနဲ့ကိုအလိုက်တသိနဲ့ကိုထွက်လာနိုင်တဲ့တတ္တိမျိုးလေးရှိရတယ်ကိုတန်ဖိုးမထားတဲ့လူတွေနားမှာလဲဘာကြောင့်ကိုတန်ဖိုးကိုအမဲ့ခံပြီးတော့နေမှာလဲကိုတန်ဖိုးကိုအနှဲခံပြီးတော့နေဦးမှာလဲကိုတန်ဖိုးကိုတည်သောအားဖြင့်ကိုတန်ဖိုးကိုထိန်းတဲ့အနေနဲ့ကိုကုံသိက္ခာကိုတည်တဲ့အားဖြင့်သူတို့နားကနေအဝေးဆုံးကိုထွက်ခွာလာနိုင်အောင်ကြိုးစားပါအဲ့လိုလူမျိုးတွေနဲ့လည်းဝေးဝေးရှောင်နိုင်အောင်ကြိုးစားပါလူတယောက်ကိုချစ်မိလို့လူတယောက်ကိုလွမ်းနေရလို့ဦးစင်းတို့ပူလောင်နေတာမဟုတ်ဘူးလူတွေကကိုဒုက္ခပေးနေတာလည်းမဟုတ်ဘူးတကယ်တမ်းတော့ဦးစင်းတို့ပူလောင်ရတယ်ခံစားရတယ်နာကျင်ရတယ်ဆိုတာကဦးစင်းတို့ရဲ့မျောလင့်ချက်တွေဦးစင်းတို့ရဲ့အတွေးတွေမစွန့်လွတ်နိုင်တဲ့ဆွဲလန်းမှုတွေကပဲဦးစင်းတို့ကိုပူလောင်စေခဲ့တာအဲ့ဒီအဆွဲလန်းဟာလောကနိယာမနဲ့ချစ်ချင်းမြတ်တာနယ်ပယ်မှာကြည့်လိုက်ရင်တော့တိတ်လာတဲ့စကားလုံးလေးတစ်ခုဆွဲလန်းတယ်အရန်ချစ်တယ်အရန်တန်ဖိုးထားတယ်ပေါ့လေမြတ်စွာဘုရားရဲ့တရားတော်နဲ့ကြည့်လိုက်ရင်တော့ဆွဲလန်းမှုဆိုတာကဥပါဒံပဲအဲ့ဒီဥပါဒံဆိုတဲ့အဆွဲလန်းကြီးရင်ကြီးသလောက်ဦးဇင်းတို့ပူလောင်ရတယ်တောကတွေများရတယ်လိုချင်တာကိုမရတဲ့အခါဒေါသဖြစ်တယ်လိုချင်တဲ့အတိုင်းလိုချင်သလောက်မရရရင်လည်းလောဘတွေကတက်နေတော့မယ်လေအဲ့ဒီတော့အဲ့ဒီဆွဲလန်းစိတ်ကိုမလျှော့နိုင်ရင်အဲ့ဒီဆွဲလန်းစိတ်ကဒုက္ခပေးလိမ့်မယ်ဒီဘဝမှာလည်းပူလောင်စေတယ်တေဆုံးတဲ့အခါမှာဒီဆွဲလန်းစိတ်တွေနဲ့ပဲတေဆုံးသွားရမယ်ဘဝကူးသွားရမယ်ဆိုရင်လည်းဒီဆွဲလန်းတဲ့စိတ်ဥပါဒံစိတ်ကြောင့်အပယ်အထိကိုကြာသွားနိုင်တယ်ဒါကြောင့်ဦးဇင်းတို့စဉ်းစားရမှာကဘသူကမှကိုယ့်ကိုပူလောင်စေနေတာမဟုတ်ဘူးမုန်းလို့ပဲဖြစ်ဖြစ်ချစ်လို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ဆွဲလန်းစိတ်တွေကိုယ့်ရဲ့အမှတ်မှားမှုတွေကပဲကိုယ့်ကိုပူလောင်စေတာဖြစ်တယ်ဒါကြောင့်အဲ့ဒီဆွဲလန်းစိတ်အဲ့ဒီအစွဲကြီးနဲ့ကိုကဘဝကူးသွားကျင်တာလားလူတယောက်ကိုဆွဲလန်းမိလို့ဆွဲလန်းတဲ့စိတ်နဲ့တစုံတစ်ခုကိုဆွဲလန်းမိလို့ဆွဲလန်းတဲ့စိတ်နဲ့ဘဝပြောင်းသွားခဲ့ရင်တေချာပေါက်အပင်ငရဲကိုကြာသွားနိုင်တယ်နော်ဒါကြောင့်တစုံတစ်ယောက်ကိုဆွဲလန်းတဲ့စိတ်နဲ့ကိုယ်စိတ်ကပဲကိုယ့်ကိုအပယ်ကိုဆွဲချသွားတာကိုလိုချင်တာလားအေးချမ်းမှုကိုလိုချင်တာလားတစုံတစ်ခုကိုဆွဲလန်းစိတ်ကြောင့်ကိုအပယ်ကိုဆွဲချသွားစေချင်တာလားဒါမှမဟုတ်အေးချမ်းမှုကိုလိုချင်တာလားဆိုတာကိုစဉ်းစားပါဒါကြောင့်ဆွဲလန်းမှုဥပါဒံကိုလျှော့နိုင်တယ်များလျှော့ပါနဲနိုင်တယ်များနဲအောင်လဲတရားအသည့်တွေတိုးပွားအောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်